အခုတော့ episode 2ပဲဖြစ်ပါတယ်။ကိုကစပွဲတွေအသေးတိုင်းနေရတာ။ကျွန်တော်စကားကြီးပဲမပြောမိနဲ့တောင်းမှမှန်တယ်။ဘုံဒီစကယ်လီတဲလို့ကျေးဇူးပဲငါးစီတနက်ကြတာလို့ပြောရပါစမ်းဒီစီကတနက်ပေးစမ်းပေးစမ်းမစောက်တနက်ဒီကောင်လည်းစနိုက်ပါနဲ့လာဒီနေတယ်တဲ့ရှေ့တန်းမှာစနိုက်ပါနဲ့ဒီကောင်ကြာကုန်ပြီငါးပါကြာပါခဲ့တယ်ဟုတ်ကွာငါအကာဝယ်ဘယ်နေရမှာရှာမလဲ那把戏，哎呦，没脑壳的瓜皮哟，脑壳都我可能就俺脑壳出来的。脑壳的地方没写的。呀嘞，那俺脑壳的要是的，哎呀，我也脑壳的写的呀，是不是？没啊，面他不录的话，面他不谁要上俺要了西马呀？我阿公你要我都变贼难。但那这车妈妈跑问我呀。တမရွက်ညီလေးတို့တမရွက်ရောင်ကြီးဟိုဘက်အကိတ်မှရောင်ကြီးဟိုဘက်ဂိမ်းမှအောင်အများကြီးရှူလိုက်ပါခုဆိုရင်ကျွန်တော်တို့တက်ထားတဲ့အကောင်ကြီးရှူလိုက်ပါဒါတော့ကျွန်တော်အကောင်ကြီးပါ你看，我在家里嘞，你看没看？哦。你啥我别来没啊？哎，哪里的我？你也有度呢，别。哎耶，俺那碗里头真是皮皮呢。俺那碗里面啥没搞，你俺妈送你家的，都是真的。阿勇家里面个。但刚子就过皮了，早也过皮了，我还家不有的呢。我这口罩人家找哪来吧呢？